ဒီအပိုင်းနဲ့ရာသီဥတုလေးကအုံမိုင်းမိုင်းလေးဆိုတော့ရှူးရှဲပွင့်ထွက်သွားစေမယ်ချက်ချက်ထောက်ထောင်းလေးထောင်းစားပါမယ်ရေစေးထားတဲ့ချက်ချက်ထောက်ထဲကိုဂျင်းနဲ့ကြက်သွန်ပြိုထည့်ပြီးတော့မိနစ်20လောက်ပြုတ်ထားပြလိုက်ပါမယ်မိနစ်20ပြည့်လို့ရှိရင်တော့ရေအေးနဲ့2ခါလောက်ဆေးချပေးထားလိုက်ပါမယ်ပြီးရင်တော့ရေသန့်နဲ့နိုင်ဝက်လောက်စိတ်မိထားလိုက်ပါမယ်အထောင်းစားထားမှုအတွက်ကတော့မြေပဲနဲ့ငယ်ကိုကျဉ်ညက်အောင်ထောင်းမိထားလိုက်ပါမယ်မြေပဲလေးညက်လာလို့ရှိရင်တော့ကြက်သွန်ဖြူနဲ့ငရုတ်သီးစိမ်းလှော်ထားတာလေးထည့်ပါမယ်ငရုတ်သီးစိမ်းကိုတော့အဆက်စားနိုင်တဲ့လောက်လေးထည့်လို့ရပါတယ်ကြက်သွန်ဖြူနဲ့ငရုတ်သီးစိမ်းလေးညက်လာရင်တော့ထက်ညက်အနေငယ်ထည့်ပါမယ်ထိုင်းထက်ညက်အပျော်ရှိလို့ထည့်ရင်ပူစားလို့ကောင်းပါတယ်ပြီးတော့ရင်တော့ခရမ်းကျွတ်တီတခွားတီခရမ်းညင်တီနဲ့ပဲတီတွေကိုအနေတော်တုံးလေးတုံးပြီးတော့ထည့်ပေးထားလိုက်ပါမယ်ကဲလှီးပြီးတော့ထည့်ထားတာလေးတွေကိုအနှဲငယ်ကြည်သွားအောင်လို့ထောင်းမိလိုက်ပါမယ်ပြီးရင်တော့အရသာအတွက်အချုံမုတ်အနှဲငယ်ထည့်ပါမယ်ငပြာရီကိုတော့ lobster တစ်စိမ့်ငပြာရီလေးတုံထားပါတယ်သူ့ရဲ့ logo ကပစွန်တစ်ကောင်နဲ့မှုလို့တီချာလေးကြည့်ဝဲပါအရသာကတော့အရန်အောင်ကောင်းပါတယ်ရှင်ပြီးတော့ရင်တော့ထိုင်းငပြာရီကို2ဆွန်းလောက်ထည့်ပေးထားလိုက်ပါမယ်ကဲထည့်ထားတဲ့ပဝန်းပစ္စည်းလေးတွေကိုအနှဲငယ်တမသွားအောင်လို့မှွေပေးလိုက်ပါမယ်ကျမရဲ့အထောင်းစုံကသေးနေလို့ကျမကဒီတမော်တီတို့မွန်လောင်းတွေတို့ထည့်မထောင်းတော့ဘဲနဲ့ဒီပကံတစ်ခုထဲမှာခုနကထောင်းထားတဲ့အနှစ်ကိုထည့်ပြီးတော့တုပ်ပေးလိုက်ပါတယ်ကဲဒီတင်မောတီလေးကိုအရင်ဆုံးအရသာဝင်အောင်နေပြီးသွားလို့ရှိရင်တော့အစင်သင်းပြုတ်ထားတဲ့ကြက်ချောက်လေးတွေကိုထပ်ထည့်ပြီးတော့နေပါမယ်။ရုပ်သီးဆက်မှာဆိုလို့ဖယ်ထားတဲ့အထောင်းနှစ်ကိုလည်းထပ်ထည့်ပြီးတော့နေပေးလိုက်ပါတယ်။ကဲပြီးသွားလို့ရှိရင်တော့ပကံထဲကိုစားဖို့အတွက်အစင်သင်းထည့်လိုက်ပါမယ်။အဆက်ပြအောင်လို့တခွားသီးလေးအနှဲငယ်လေးထည့်လိုက်ပါတယ်။ကဲဒါဆိုရင်တော့ကျမရဲ့ကြက်ချောက်ထောင်းလေးရပါပြီရှင်။